ဒီတစ်ခါတီဆိုရှင်ပြိုင်မဲ့ပြိုင်ဝင်ကတော့ fan base အရန်တောင်းတဲ့မောင်လေးစောမျိုးရာစာကျော်ဖြစ်ပါရဲ့ရှင်မင်္ဂလာပါOkay နော် ready နော်အေးဘာစုံမစောမျိုးရာစာကျော်တက်လာပြီဆိုတအားစကြတာ Okay မောင်လေးအဲ့တော့ခုနကိုစီအောင်ပြောသွားတယ်နန်းနီဆိုရဲတချင်ရတဲ့အခုရဲ့ကားရဲ့ playlist မှာတဲ့ number 1နဲ့အခုမောင်လေးစောမျိုးဆိုမဲ့တချင်ရအမအခုတလောတစ်ချိန်လုံး repeat လုပ်ပြီးတော့နားထောင်နေတဲ့တချင်ဘယ်နေရာတော်ကြားရတဲ့တချင်ပေါ့နော်အော်အခုဘာပြောကြားလိုက်လားဘာပြောလိုက်တာလဲကိုကမိုက်တယ် Okay so ဒီဘက်က confident ကအပြည့်ရနေပြီကိုကြီးဆိုတော့အဲ့တချင်ကိုတီဆိုရှင်ပြိုင်မှာပါဒီတော့ဘာတချင်လဲပရိသတ်တွေကိုမိတ်ဆက်ပေးလိုက်ပါဦး Elio James ရဲ့ I think they got this lab ဖြစ်ပါတယ် Okay so I was Presley I think they call this love story တချင်ဖြစ်ပါတယ်ဆိုတော့အကောင်းဆုံးကြိုးစားရှင်ပြိုင်ပါ Okay ပါစိတ်မလှုပ်ရှားနဲ့ကွာနော်မာကြီးအမမသွားခင်မှာတခါရဲ exercise ပေးခဲ့မယ် Okay တော့က Okay so ready Okay good luck ပါမောင်လေး They say that you know when you know so let face it you have me a hello hesitation never helps how could this be anything else when all I dream of is your eyes all I long for is your touch and darling something tells me yet tonight you can say that I'm a fool and I don't know very much but I think they call this love was my one kiss to lonely heart is all that I need now baby you're my mind every night every day good vibrations getting loud how could this be anything else where all I dream of is your eyes all I long for is your touch and darling something tells me it's enough you can say that I'm a fool and I don't know very much but I think they call this love oh I think they call this love what could this be between you and me oh all I dream of is your eyes all I long for is your touch and darling something tells me yet now you can say that I'm a fool and I don't know very much but I think they call oh I think they call yes I think they call this love this love မောင်လေးစောမျိုးရာစာကျော်ဖြစ်ပါရဲ့ရှင်အမပြောခဲ့တာအသုံးတည့်ရလား
တဲ့ပါလားရှင်းနေသွားရအောင်ဟုတ်ကဲ့ပါဆိုတော့အခုဒီထဲမှာပရိသတ်ဒီထဲမှာအများကြီးလိုက်ဆိုနေတာတွေ့ရဆိုတော့ playlist တူတယ်ထင်တယ်ကြည့်ရတာโอเคပါဆိုတော့ဒိုင်သူကြီးမင်းနေရဲ့မှတ်ချက်တွေကိုခဏနားထောင်ဖို့တော့ ready ဖြစ်ပြီလားဟုတ် ready ပါ ready ဖြစ်ပါပြီဟုတ်ကဲ့ဆရာတွေစပေးစီပါရရှင်ဆောမျိုးရသာကျော်တော်တော်ချီးကျူးတယ်သူတော်တော်ကြိုးစားပြီးလှုပ်ထားတယ်ဆိုတာကြိုးစားပြီးဆိုထားတယ်ဆိုတာအရန်သိတာတယ်သူအတွက်ခက်ခဲကောင်းခက်ခဲလိမ့်မယ်ဒါပေမဲ့သူရှင်ပြိုင်တဲ့ဟန်ပန်အနေအထားကြည့်ရတာတကယ်ကိုဒီတချင်းထဲမှာသူစီးဝင်ပြီးတော့အကောင်းဆုံးသူလုပ်ပြတာတွေ့တယ်ဆရာတော်တော်အံ့ဩသွားတယ်ဒါတလို့ဆိုပြတာလေမတင်ကတော့ဖြစ်မိတယ်အင်္ဂလန်မှာကျောင်းတက်လာလားဆရာသူစင်မောပြည့်စင်မောပဲစဉ်းစားနေတာသူဒါပါပြောစီပြည့်စီသူကနည်းနည်းဟိုကဖြစ်လို့လေစိတ်လှုပ်ရှားတတ်လို့ဒီလိုပြီးပြင်းတီဆူရှင်ပြိုင်သွားတယ်စောမျိုးဒီတဲ့ပုံပြီးအောင်မြင်မှုတွေရပါစေလို့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါမောင်လေး fighting โอเคအမရဘက်ကနေလည်းအမတ်တရားစကားလေးပြောပြပါဦးရှင်ဒီဆိုမှုနဲ့ပတ်သက်ပြီးသုံးသပ်ပေးစီလိုပါတယ်ဒီ level ရောက်လာတဲ့အကုန်လုံးကတက်တစ်မျိုးစီကောင်းနေကြပါပဲเนาะအားလုံးကတကယ်ပဲထူးခြားတဲ့ရည်သွေးတွေကိုပိုင်ဆိုင်နေအခုပေါ့နော်မောင်လေးဆိုသွားတာဆိုလဲအရင်ပဲကောင်းတာပဲသချင်းလေးရလေနောက်ထပ် version လေးတစ်ခုပြန်နားထောင်ရတယ်လို့မျိုးခံစားရတယ်ပြီးသွားရင်မောင်လေးကတော့ဒီသချင်းကိုဘယ်လောက်ထိလေ့ကျင့်လိုက်ရလဲတော့မသိပေမဲ့ဒီသချင်းလေးကမောင်လေးနဲ့လည်းတော်တော်လေးလိုက်ဖက်တယ်အမအနေနဲ့ကတော့တကယ်တမ်းပြောရရင်ပြိုင်သွားတဲ့၃အောင်စလုံးပေါ့နော်၃အောင်စလုံးကိုအရင်ပဲသဘောကျတယ်ဒါပေမဲ့လည်းအကြံဉာဏ်လေးတွေတော့ပေးထားခဲ့ခြင်းတယ်ဘာလို့ဆိုတော့အမနဲ့အခုမှစုံတာဆိုတော့လေဥကုစဲတို့ကိုစင်အောင်တို့ကကြတော့တဲ့ဒီ level ထိရောက်လာပြီဆိုတော့ဘာမှထပ်ပြီးတော့မပြောတော့ဘူးအပိစကားပဲပြောတော့မယ်တဲ့အမကကြတော့အဲ့လိုမဟုတ်ဘူးလေနော်အပိစကားတွေပဲပြောပြီးပြန်သွားတော့ဘာမှပညာရတာမပါလိုက်ဘူးဖြစ်သွားမှလည်းဆိုတယ်အဲ့လိုဆိုတော့ဒီတချင်းကလေစောစောတုန်းကတချင်းမစခင်မှာမောင်လေးကို breathing exercise လုပ်ခိုင်းတာလေသူကမှန်တယ်နော်တကယ်တော့ဒီတချင်းက breathing ခတ်တယ်ဟုတ်တယ်မလား breathing ခတ်တဲ့အခါကျတော့သူက swing ရတာဟုတ် swing ရတဲ့အခါကျတော့ဒီလိုမျိုးခေါင်းလေးလှုပ်ပြီးတော့ဆိုရင်ပို့ swing မယ်လို့တူတယ်မောင်လေးကကြာ stress တွေများ tension တွေများပြီးတော့မ swing ဖြစ်တယ်အဲ့ဒါလေးပါပဲเนาะပြီးသားရင်တော့ high notes လေးတစ်ချက်ထိဖို့လိုတယ်ကျွန်တော်တော့အရန်ကိုကောင်းပါတယ်ပြိုင်ပွဲဝင်တယောက်အနေနဲ့စင်ပေါ်မှာ on stage เนาะတခါတည်း live မှာဒီလောက်ဆိုနိုင်တယ်ဆိုတာဒါအရန်ကောင်းကြတယ်လို့ချီးကျူးချင်ပါတယ်ကျေးဇူးပါကျေးဇူးများတင်ပါတယ်ကိုစင်အောင်ကရောဗာပြောချင်ပါသေးလဲခင်ဗျာပြောလိုက်ကိုစင်အောင်ဗာပြောချင်ပါသေးလဲခင်ဗျာနောက်တယ်အရင်မောင်လေးပြင်းနေမှာဆိုလို့အကိုဘာပြောချင်လဲဒီလားအဲ့တချင်းကလေအချစ်နဲ့တွေ့နေရသူဆိုလို့ရှိရင်အရန်လန်းဆန်းတာဟုတ်လားဟုတ်တယ်ကိုကြီးစွတ်မထိသွားပြီလေဟုတ်တယ်မလားဟမ်ဒီဘက်ကိုပြစ်လိုက်တာဒီဘက်ကိုထိသွားသူကအချစ်နဲ့တွေ့နေသူအရန်လန်းဆန်းနေတာပြောအင်္ဂလိပ်တချင်းဆိုပိုထိတယ်ဟယ်လိုမညီလေးတပတ်ညီလေးကိုလေချစ်ငယ်အများနဲ့ပြောရလေတိုးကိတ်ကကောင်းလေးဆိုတာဟောတိုးကိတ်ကမဟုတ်ဘူးဆရာစောလည်းမြင်နေပြီအင်္ဂလန်ကောင်လေးဖြစ်သွားပြီအရန်ပုံစံသွားလို့ညီလေးအမြဲငါညီချောလာတယ်သိလားဒါကလူတယောက်ကအောင်မြင်ခြင်းတဲ့အချိန်ပဲဖြစ်ဖြစ်စမ်းတက်ခြင်းတဲ့အချိန်ပဲဖြစ်ဖြစ် alright ထွက်တယ်နော်မနော်ထွက်နေပြီဘာလို့ဆိုအနီးကဒစိမ့်စိမ့်ကြည့်နေတာကိုမောင်လေးတနေ့ပို့ချောလာတယ်ဆိုပြီးတော့တအားစိမ့်နေပြီကိုဒီမှာတော့ရှက်တယ်ညီလေးအခု final မှာဒီထက်မိုက်စားထပ်တွေ့ကြမယ်နော်ကျေးဇူးများပဲတင်ပါတယ်ကျေးဇူးများတင်ပါတယ်မောင်လေးမောင်လေးစောမျိုးရာစာကျော်ရဲ့တီဆိုရှင်ပြိုင်မှုဖြစ်ပါတယ်ငါမှစိတ်မချဘူးသူအောက်ရောက်မှပဲဆက်ပြောတော့မယ်ဆိုမောဟုတ်ကဲ့ပါမောင်လေးစောမျိုးရာစာကျော်အကောင်းဆုံးတီဆိုရှင်ပြိုင်တာဖြစ်ပါတယ်ရှင်